ဒီအမှတ်ကိုမှတ်နေရင်အမှတ်ကဘသူတောင်းယူတော့မတွေးပြစ်ထားဖို့တောင်းယူတာအမှတ်မရှိရင်တွေးမှာပဲဟုတ်နော်တို့ဇီးကုန်းနေဖြစ်နေတဲ့ဒုက္ခတရားသားမှာပဲ့ပင်းတွေဟာတမတ်တယ်မပူဘူးသုံးမကတွေးလို့ဖြစ်တာဟုတ်မဟုတ်ဟုတ်မဟုတ်စစ်ပဲ့ပင်းတွေတမတ်တယ်မပူဘူးနော်တကယ်လောကဓာတ်နဲ့တွေးလို့ခါတဲ့ဒုက္ခတမတ်တယ်မပူဘူးသုံးမကတွေးလို့ဖြစ်တာဟုတ်နော်ဟုတ်တယ်နော်တွေ့ပါခင်ဗျားတို့လုတ်ခဲ့ကြတာလေနောက်ပြန်တွေးလို့ဖြစ်တာ9မှုလောက်ရှိတယ်အတိတ်ပြန်တွေးလို့နောက်ကျောင်းပြန်တွေးလို့ဖြစ်တာ9မှုရှိတယ်နော်ဟုတ်မဟုတ်ငါဘယ်တော့ငါဘာလုတ်ခဲ့မိလို့ကွာဘာသာမလုတ်ခဲ့မိရင်ဒုက္ခကြုံရင်လေဒါမို့ငါဘာမလုတ်ခဲ့မိလို့ကွာဘာသာလုတ်ခဲ့ရင်နောက်ပြန်တွေးလို့ဖြစ်တဲ့ဒုက္ခ9မှုသားရှိသနော်ရှေ့မျောပြီးယာနိုးနဲ့တမသားရှိသနော်မရောက်သေးတဲ့နေရာကိုလှမ်းပြီးမျောတဲ့ဟာမျောတမသားရှိတဲ့နောက်ကပြန်ပြီးဒုက္ခခံရတာကစမြုံပြန်တာ9မှုသားရှိတဲ့ပဲ့ပင်းကဘလောက်တော့ဓမ္မတက်မပူဘူးအဲ့ဒီဓမ္မကိုဖျားလည်းခံရပါတယ်ယဟန္တာလည်းခံရတယ်အကုန်ခံရတယ်နော်ဖျားလောကဓမ္မခံရဘူးလားခံရတာပဲဟုတ်နော်သူတို့ဓမ္မသားရှိတာအဲ့ဒီဓမ္မသားပေါ်ဒုက္ခကိုဒုက္ခမှန်သိတဲ့အတွက်တတိနဲ့ကြော်သွားတယ်ဖျားကယဟန္တာကတတိနဲ့ကြော်သွားတယ်ဟင်ဒုက္ခမှမသိတော့အဲ့ဒါလိုက်ပြီးရံလို့ရင်လုံမယ်မိတ်လို့ရင်လုံမယ်ထင်တယ်ဟင်ဒုက္ခကိုပဲလိုက်ပြီးရံလုံတာမဟုတ်ဘူးလားဒုက္ခကိုပဲလိုက်ပြီးမိတ်လုံတာမဟုတ်ဘူးလားဒုက္ခမသိတော့ဒုက္ခမှမသိတော့ဖျားတဲ့ရဟန္တာတော့ငုတ်မှန်းပြီးတော့ငုတ်ကြော်တဲ့ပေါ့ခလုတ်မှန်းပြီးတော့ခလုတ်ကြော်တဲ့ပေါ့ဒုက္ခငုတ်မှန်းသိလို့လားဟင်ငုတ်မှန်းပြီးတော့တိုက်တဲ့ပေါ့ဒါပဲกว่าတယ်ခါရတာဓမ္မတမပူဘူးအဲ့တော့ဒီဓမ္မကိုဒီကိုကြည့်နေတဲ့ပုဂ္ဂိုလ်ဟာဒီဓမ္မမကြော်နိုင်ဘူးလားကြော်နိုင်တာနော်ဒုက္ခဖြစ်လဲဒုက္ခကြော်နိုင်တယ်ဟုတ်ဗျာဟင်ဒုက္ခဖြစ်လဲဒုက္ခကြော်နိုင်တယ်ဟုတ်ဗျာဟင်အဲ့ဒါတို့ဒုက္ခလမ်းဆုံးကိုသွားဖို့ရာအတွက်သမထလို့ပါလို့တတိကသမထတောင်းယူတယ်နော်တတိနဲ့မှနေတွေးဦးမလားဗျမတွေးရင်ကိလေသာငြိမ့်တာပဲလေသမထငြိမ့်တာပြောတာလေဟင်ဒီနောက်ကအတိကနေပြီးတော့ဝိပဿနာပေါ်ပါလိမ့်မယ်ဒုက္ခဆုံးကိုဝိပဿနာကပို့မှာတတိနောက်ကအတိကပို့လိမ့်မယ်ဟုတ်နော်တတိကခုနကဟိုလမ်းဘောကိုတင်ပေးတာထင်တယ်ဟင်လမ်းဘောကိုတတိကတင်ပေးပါလိမ့်မယ်မှတ်ပါမရခြင်းနေမှတ်ပါမသိခြင်းနေမှတ်ပါမှတ်ပါများလာရင်မသိဘဲနေလို့ကိုမရဘူးဟုတ်နော်အတွေးတွေဘလောက်ပဲသွားနေနေတို့ကတို့အမှမှတ်နေပါအတွေးတွေသူ့နောက်ကိုတတိမပါရင်အရာသာခံလို့မရဘူးမှတ်ကြည့်ပါသူ့နောက်ကတတိပါပြီးမှသူကအရာသာခံလို့ရတာကိုသူ့နောက်ကတတိမလိုက်ရင်သူအရာသာခံလို့မရဘူးအရာသာခံလို့မရရင်ဒီတတိနေရာလာကတ်တော့တာပဲနော်တတိနေရာသူလာကတ်တော့မှာပေါ့ဟိုအပြင်ရတာကာမရတာမတွေ့ရင်ဒီဓမ္မရတာဝင်ဖော်စားနိုင်မယ်ဟုတ်ဗျာအဲ့တော့ဟိုမတိရကောင်းလားရံမလုပ်ပါနဲ့ဟုတ်လားဘာမှမတွေ့ပေါင်းလို့မစင်စားပါနဲ့ဟုတ်နော်မှတ်ပါအမခိုင်းလာတယ်နော်မှတ်တယ်ကြည်တယ်ရှုတယ်အတူတူအဲ့ဒါကိုပြန်ကြည့်ခိုင်းနေတာထင်တယ်ဒုက္ခဆိုတာဟုတ်မဟုတ်ဒုက္ခဆိုတာဟုတ်မဟုတ်ဟုတ်နော်ဟင်ဖရာဟောတဲ့ဒုက္ခဟုတ်မဟုတ်တို့ထင်နေတဲ့ဒုက္ခဟုတ်မဟုတ်ကိုပြန်ကြည့်ခိုင်းဟုတ်တယ်ဗျဟင်ကြည့်ရအောင်မယ်တို့ဒီဒါနာလေးသီလာလေးနှုတ်စီကွယ်နှလုံးနဲ့မပြီးနဲ့ဟင်နှုတ်စီကွယ်နှလုံးခါရိတ်ခါပဲရှိသေးတယ်ရိတ်ခါပြီးရင်လမ်းကိုရွေးပါအောင်ဟုတ်နော်လမ်းရွေးပြီးရင်အဲ့ဒီကိုသွားမဲ့လမ်းကိုထုံးအောင်သွားပါဟုတ်တယ်ဒုက္ခဆုံးခုနကတတိကလမ်းမတင်တာထင်တယ်အတိကလမ်းဆုံးကိုပို့မှာမဟုတ်ဘူးလားသဘောပေါက်ဗလားဟင်တတိကသမထတာဝန်ယူတာအတိကဝိပဿနာတာဝန်ယူမှာဟုတ်
ဟုတ်ကလားဗျဟင်အဲ့တော့တို့ဒီလမ်းဆုံးလောက်ထိအောင်ကိုရိတ်ခါလေးလောက်ရင်တော်ရောပေါ့